ဒီအမျိုးသားဟာထူးဆန်းတဲ့အလုပ်တစ်ခုရရှိပါတယ်သူ့ကိုပင်ပလောကနဲ့လုံးဝအဆက်အသွယ်ပြတ်တောက်နေတဲ့ဝေးလံခေါင်းတည်တဲ့နေရာတစ်ခုကိုဆေးလွတ်လိုက်ပါတယ်နေ့တိုင်းသူဟာ6တန်းပါအစွမ်းတစ်ချောင်းမှာမိုင်းတွေထောင်ပြီးအောက်ဘက်ချွိုင်းဝိုင်းကနေဘာတစ်ခုမှတက်မလာနိုင်အောင်တားဆီးနေရပါတယ်ဧရိယာကဗလာဖြစ်နေပုံရပြီမဲ့မီတာလိုင်းရတိုင်းမှာအကြီးစားအော်တိုမက်တစ်တနက်တစ်လက်စီရှိနေပါတယ်သူဟာ6ကန်းပါးဘေးမှာစောက်ထားတဲ့ပေ300အမြင့်ရှိတဲ့ကင်းမြော်စံတစ်ခုထဲမှာတယောက်ထဲနေထိုင်ပါတယ်အလုံးမဆက်ခင်မှာစစ်သားအိုကြီးတူကသူ့ကိုတတိပေးချက်တစ်ခုပေးခဲ့ပါတယ်ဟိုဘက်ကလူတွေနဲ့ဘတော်မှစကားမပြောပါနဲ့တဲ့ချွိုင်းဝမ်အောက်မှာဘာဒီနေလဲလို့မေးတဲ့အခါစစ်သားကမဖြေပါဘူးအဲ့ဒီအစားသူကမိုက်ကလုတ်တစ်ခုကိုနှိပ်ပြီးဘုံတလုံးကိုအဲ့ဒီနက်ချိုင်းနဲ့တွင်းထဲကိုပစ်ချလိုက်ပါတယ်15စက္ကန့်အကြာမှာပောက်ကွဲတဲ့ပဲတင်ထွက်ပြီးတော့ကြောက်မဲ့ဖွယ်အော်တန်တွေထွက်ပေါ်လာပါတယ်စစ်သားအိုကြီးကသူ့လို့ကိုအကောင့်ဖောက်သူဒီလူခေါ်တယ်ဆိုတဲ့စကားတခုံးတာပြောပြီးအဲ့ဒီအလုပ်ကိုဒီလူကိုထားခဲ့ကထွက်သွားပါတော့တယ်ဒီနေ့ပတ်လုံးဒီအမျိုးသားဟာစကားပြောပေါ်တယ်ရှိပါဘူးဖုန်းခေါ်ဆိုမှုမရှိ message မရှိတိတ်ဆိတ်ချင်းသက်ရှိပါတယ်သူ့ရဲ့စုလာကတော့အဆုံးထိနေနိုင်မယ်ဆိုရင်ကြီးမားတဲ့ပမာဏတစ်ခုဖြစ်ပါတယ်နေ့ရက်အများစုဟာပုံမှန်ပြုတ်ကျင်ထိန်းသိမ်းရေးအလုပ်တွေနဲ့ပဲကုန်ဆုံးနေပါတယ်နေ့လည်ခင်းတစ်ခုမှာတော့မှန်ပြောင်းကနေထူးဆန်းတဲ့အရာတစ်ခုကိုသူမြင်လိုက်ပါတယ်အခြားကင်းမြော်စင်အနီးမှာတစ်ခုံနေတဲ့အမျိုးသမီးတဦးကိုပါသူမခဏရပ်ပြီးထွက်လာကသူ့ကိုတိုက်ရိုက်ကြည့်လိုက်ပါတယ်အဲ့ဒီအချိန်မှာစစ်သားအိုကြီးရဲ့တတိပေထဲသူ့စိတ်ထဲပဲတင်ထက်လာပါတယ်သူတို့နဲ့ဘယ်တော့မှစကားမပြောပါနဲ့တဲ့အဲ့ဒီညမှာမုံတိုင်းကြားကြီးတုံးသူမကိုသူထက်တွေ့ပြန်ပါတယ်သူမကသူမရဲ့ပဒင်းပေါက်နားမှာထိုင်နေပါတယ်သူ့ကိုကြည့်ပြီးတော့ဖျောင်းနိုင်ကိုမှုန်ငင်းလိုက်ပါတယ်3လကြာအထိတိတ်ဆိတ်နေခဲ့တယ်ပြီးမှရုတ်တရက်တနက်ပြစ်တန်တစ်ချက်ကတိတ်ဆိတ်မှုကိုဖျက်ကျော်သွားပါတယ်သူမဖြစ်ပါတယ်သူမကကောင်းကင်ဘုံကိုတနက်နဲ့ပြစ်လိုက်တာပါခဏကြာပြီးနောက်သူမကစာရေးထားတဲ့ပုတ်ပြားတစ်ခုကိုကြိုက်ပြပါတယ်ခမည်းနာမည်ဘယ်လိုခေါ်လဲတဲ့သူ့နှလုံးခုံလုံးမြတ်လာပါတယ်တစ်တာအပိုင်းစားတစ်ခုကိုကောက်ယူပြီးအဖြေကိုထွန်ထုတ်လိုက်ပါတယ်အဆက်အသွယ်မလုပ်ရဘူးတဲ့သူမကပြုံးပြီးပုတ်ပြားနှောင်းတစ်ခုကိုကြိုက်ပြပါတယ်ကျမနာမည်ဒါဆပါတဲ့အဲ့ဒီညမှာသူက6ဝန်းကိုဖျက်ပြီးတိတ်ဆိတ်စွာဝိုင်းခွဲမြောက်ပြီးတောက်လိုက်ပါတယ်ပထမအချိန်မှာသူဟာတယောက်တည်းမဟုတ်ဘူးလို့ခန်းစားရပါတယ်အချိန်ကြာလာတာနဲ့အထူးရုပ်ရှင်တဲ့အမူအရာတွေဟာတကယ်အဆက်အသွယ်ဖြစ်လာပါတယ်အထီးကျနေတဲ့ဘဝနှစ်ခုကဖြည်းဖြည်းချင်းချိတ်ဆက်မိပါတယ်ပြီးတော့ဒီနေ့မှာဒါဆာကအောက်ကိုလက်ညှိုးထိုးပြတဲ့အခါသူမြင်လိုက်ပါတယ်6ကန်းပါးကိုတွားတက်လာတဲ့အမောင်ပုံတံတွေအခေါင်းပေါ်တူတွေပါသူမိုင်းကလုတ်ကိုနှိမ့်လိုက်ပါတယ်တစ်စီဝါတရားအချိုးပြုတ်သွားပြီးမြပိုများတဲ့အကောင်တွေကဆက်တက်လာပါတယ်ဒါဆာကတနန်းနဲ့စပစ်ပါတယ်သူလည်းသူမနဲ့အတူပူးပေါင်းလာပါတယ်ညော်စင်နှစ်ခုတိုက်ပွဲတစ်ခုပါအဲ့ဒီညမှာဘေးချင်းကြံပြီးအခေါင်းပေါ်တူတွေကိုငရဲတွေနဲ့ကိုပြင်တွန်းဖြစ်နိုင်ခဲ့ပါတယ်